တချို့လူတွေတော်တော်များများဆင်းရဲခြင်းအကြောင်းအရာကပြင်းလို့ဖြစ်တယ်ပညာရှိသောလေသမားကမပြင်းဘူးအချင်းလူပြင်းပယောစိတ်ထံကိုပညာသွားတင်လိုက်အောင်ပယောစိတ်ကဆရာမရှိဘူးပဲ့ပြင်းမဲ့သူမရှိဘူးဒါပေမဲ့ຫນွေကာလမှာအစာကိုတုံထားတယ်တဲ့တင်ကျွန်တော်ပြောမှာတင်ပြင်းတဲ့မျိုးစေ့ဆိုင်ရင်တင်ဆင်းရဲခြင်းဆိုရဲရိတ်သိမ်းခြင်းကိုပဲတင်ရိတ်သိမ်းရမှာပြင်းနေပြီးတော့ပတ်စံအထုတ်လိုက်ကြီးရမလားဆိုပြီးဟိုကန်ဒီကန်သွားမကန်နဲ့ဘုံဖြစ်လို့ထားပေါက်မယ်လှုပ်ဆောင်ခြင်းလုံလဝရိယရှိတော်သူကတော့ကျွယ်ဝမယ်တဲ့ဟာလေလုယာအာမင်သင်ကလုံလဝရိယရှိတဲ့လှုပ်ခြင်းလှုပ်เสียရှိတဲ့သင်လှုပ်တယ်ဆိုရင်သင်ကျွယ်ဝလာမှာဘုရားသခင်ကကျွယ်ဝတဲ့လမ်းတွေဖွင့်ပေးမှာဖြစ်တယ်တကားတွေဖွင့်ပေးမှာဖြစ်တယ်သိကောင်းတယ်ဒေသနာချက်ခန်းကြီး7အပိုင်းငယ်4မှာလေကိုမှတ်သက်တော်သူသည်မျိုးစေ့ကိုမကျဲမိုးတိမ်ကိုပမာဏမပြုတ်တတ်တော်သူသည်လည်းစဘာကိုမရစ်လေကိုမှတ်တတ်တယ်တဲ့တချို့ကလေကိုမှတ်တတ်တယ်ဆိုတော့အသိပဲပါလေအချိန်ဆွဲတာဘယ်ချိန်မှလေတိုက်မလဲဆိုပြီးတော့အဲ့ဒီပညာမရှိတဲ့ပညာမဲ့တဲ့လေသမားပါလေတဲ့လေလာမှပဲငါစဘာဆိုင်မယ်မိုးရွာမှပဲစဘာဆိုင်မယ် तू မသိခင် तू အိတ်နေတဲ့ချိန်လေတိုက်သွားတယ်မိုးရွာလာတယ်စဘာဆိုင်မဲ့ချိန်မရလိုက်ဘူးတချို့ကအချိန်ဆွဲနေတာငါမနေ့ပြန်မလုံးမယ်ညနေမှလုံးမယ်အချိန်မဆွဲနဲ့တော့ဟာလေလုယာအချိန်သိမ့်မရှိနေလဲချဲပါညလဲချဲပါဟာလေလုယာ